ကိုကကျွန်တော်တို့ဂျိုက်တူးကိုရောက်နေတာပေါ့နော်ဂျိုက်တူးပြားရေတွေမှာရှိရဲကျွန်တော်ဂျိုက်ရိုးရိုးလေးဟိုတယ်မှာကျွန်တော်တဲနေဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်စောစောပြထားတဲ့ဗီဒီယိုလိုပဲလေရိုးရိုးလေးဆိုတော့ရိုးလေးဆိုရင်ဒါရိုးရိုးလေးပါပဲအခန်းလေးကတော့အဲ့တော့ကျွန်တော်တို့ခဏနေကြလို့ရှိရင်ဘုရားဘုံတက်မယ်ဂျိုက်တူးဘုရားကိုကျွန်တော်တို့ဖူးမယ်ဖူးပြီးတော့လို့ရှိရင်အဲ့မှာကျွန်တော်တို့ပဋ္ဌာန်းလေးပါလေးရွတ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဆဲလေးယူမယ်ပေါ့နော်အဲ့လိုစီစဉ်လေးရှိပါတယ်ကျွန်တော်လည်းအတူ like ရလို့ခင်ဗျာအခုကျွန်တော်နေရဘုရားရင်ပြင်တော်ဘုတ်ကိုသွားရမှာဖြစ်ပါတယ်ဘုရားရင်ပြင်တော်ရောက်လာပြီဆိုတော့ကျွန်တော်တို့ပထမဆုံးခေါင်းလောင်းလူမယ်ပဋ္ဌာန်းယူမယ်ပြီးတော့ရွှေသင်္ကန်းကမယ်ပေါ့နော်အဲ့ဒါလေးပထမဆုံးလုပ်မယ်ပထမအဦးဆုံးအနေနဲ့ရွှေဆိုင်ကိုအရင်ဝယ်ယူပါရခင်ဗျာနေရ15မိနစ်နေရဆဲလဲလူတို့ဆဲလဲတွေဝယ်ထားရပါတင်ဖို့တော့နာမည်ကြီးပြီးခဲ့တယ် ဆဲလဲလူမှာဖြစ်လို့ကျွန်တော်တို့တပီးထိုးဖို့ပေါ့နော်နာမည်ပေးခဲ့ပါတယ်ခဏလေးကြာလို့ရှိရင်ဆဲလဲလူတွေနဲ့ဖျားကြတော့ပါမယ်ခင်ဗျာရှင်မြေပေါ်မှာတော့လူတွေကတော့အများကြီးပဲမာယူထားတဲ့ဆဲလဲလေးတွေကိုသူ့နာမည်ကျွန်တော်နာမည်လေးနဲ့ကပီးထုတ်ပြီးတော့ကလူမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့အမျိုးသမီးရဲ့မိဘနှစ်ပါးရဲ့နာမည်လေးနဲ့ခေါင်းလောင်းလေးကလူအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာခေါင်းလောင်းနှစ်ခုတစ်ဖက်ကကျတော့ကျွန်တော်ဇနီးမောင်နာမည်တစ်ဖက်ကကျတော့သူ့ရဲ့မိဘနှစ်ပါးရဲ့နာမည်လေးနဲ့အခုဂျက်တီယိုစီရောမြတ်မှာသွားရောက်ပြီးတော့လူရမ်းမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့လူနည်းပြမှာတတော်အပေါင်းများနဲ့ကျွန်တော်တို့ရဲ့နှစ်ဖက်မိဘနဲ့ကျွန်တော်တို့အားလုံးကိုရည်ရွယ်ပြီးတော့ရွှေသင်္ကန်းရင်ဆုံးကလူပူဇော်ပါတယ်ခုကခေါင်းလောင်းထပ်ပြီးတော့ကတ်လူပူဇော်မှာပဲဖြစ်ပါတယ်ခင်ဗျာခေါင်းလောင်းမှာကြည်ထားတဲ့ကြိုးလေးတွေကတိကျမြင်ရလားခိုင်းရလားဆိုပြီးတော့ကျွန်တော်စစ်နေရပဲဖြစ်ပါတယ်ဒါတော့ပဋ္ဌာန်းရွတ်မဲ့အချိန်ပဲဖြစ်ပါတယ်သူ့ရဲ့အဖေကျွန်တော်ရဲ့အဖေပါပဲပေါ့နော်ကွယ်လွန်သွားတာတိတ်မကြသေးပါဘူးဆိုတော့ကျွန်တော်တို့ဒီဖေးမှာလာပြီးတော့ဗန်စင်မီရေချမ်းနောက်တစ်ခုကရွှေသင်္ကန်း
ခေါင်းလောင်စားတဲ့ပြေဝတ္ထုငွေကတ်လို့ပြီးတော့ကျွန်တော်တို့ရဲ့ဖေယူကိုလည်းကုသိုလ်များပေးဝေပါတယ်ကျမ်းမချမ်းသာစွာဖြင့်တာတို့ခေါ်ဆိုနိုင်ပါစေဒါပြီးရင်နှစ်ယောက်သာတမင်တော်ဆောင်မယ်ဈေးတန်းဘက်ကိုသွားပြီးတော့အလဲတော့ကြည့်မယ်ပေါ့နော်အားလုံးပဲလိုက်ခဲ့ကြပါဦးကြိုက်ထွေးရိုးမှာမြင့်မြင့်ဝင်းဆိုတဲ့တမင်ဆိုင်ကတိတ်ပြီးစားလို့ကောင်းတယ်လို့နာမည်ကြီးနေတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒီမှာပဲတမင်စားခဲ့ပါတယ်။ဘာရင်းနဲ့စားလဲဟင်းပွဲလေးတွေဘယ်လိုရှိလဲဆိုတာကျွန်တော်တို့နဲ့တူတူလိုက်ကြည့်ပေးပါအောင်ခင်ဗျာ။ချီအတုံးမျိုးစုံလန်းစွာနဲ့ကြက်ချင်စံလေးရဲ့တမင်းလေးတိတ်စားလို့ကောင်းပါတယ်ခင်ဗျာကဲအခုစားတော့ပြီးပြီဆိုတော့ဈေးတန်းနေတစ်စိအချိုတဲကိုလေးနည်းနည်းပွားဝယ်မယ်ပြီးလို့ရှိရင်ဖျားရင်ပြင်ပေါ်ကနေပြီးတော့ဟိုတယ်ကိုပြန်มาဖြစ်ပါတယ်ဆိုတော့ဖျားကည9 နာရီဆိုပိတ်တယ်လို့သိရပါတယ်ဒီဖျားရင်ပြင်ပေါ်မှာရှိနေတဲ့သူတွေကတော့ဒါညအိမ်မှာဖြစ်ပါတယ်မနေ့အာယုံစွန်းနေပါတယ်သူတို့ကတ်လူမှာဖြစ်လို့သူတို့ဒီမှာပဲအိမ်မယ်ဆိုတာသိရပါတယ်ဆိုတော့ကျွန်တော်တို့တော့အခုဟိုတယ်ပြန်မယ်မနေ့စောစောထပြီးတော့ကျွန်တော်ဆုံးကတ်မယ်ပေါ့နော်ဆိုတော့မနေ့ပြန်ကြရင်တက်တွေ့ပါအောင်မယ်ခင်ဗျာယနေ့ကုသိုလ်တွေကိုလည်းအားလုံးရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာ Give it love